Hello အားလုံးပဲမင်္ဂလာပါရှင်မတက်ပါရှင်မေမေကဒီနေ့မှာပေါ့နော်လူတိုင်းလွတ်လွတ်ကြိုက်နှစ်သက်မယ်လို့ထင်တဲ့ညစ်ချင်တဲ့ငခုဟင်းချက်နီလေးကိုမျှဝေပေးတော့မှာဖြစ်ပါတယ်ရှင်ဒါလေးကလေသမင်းနဲ့ဆိုင်အရင်ဆောက်လို့ကောင်းပါတယ်ရှင်ချက်နီလေးကလည်းရွှေရှင်တော်မို့လို့မေမေဘယ်လိုလေးချက်သွားလဲဆိုတာဗီဒီယိုလေးကိုအဆုံးထိလိုက်ပြီးတော့ကြည့်ပေးလိုက်ကြပါဦးရှင်အရင်ဆုံးဒါမြစ်ချင်ပေါ့နော်ပေါင်ပစ္စည်းလေးတွေပါမြစ်ချင်ရဲ့ငခုပေါ့နော်ဒါငခုတုံးထားတာရဲ့စက်သွန်ဖြူနဲ့ညီထောင်းထားတာလေးပါရှင်မြစ်ချင်လေးကိုမမေကအပိုင်းလေးတွေလှီးလိုက်ပါတယ်နော်ပြီးတော့ခုနထောင်းထားတဲ့စက်သွန်ဖြူနီလေးထည့်ပါတယ်ပြီးတော့အယောင်လေးလောက်အောင်လို့စနွေးမုံလေးနဲ့ငယ်ထည့်မယ်ပေါ့နော်ရောင်တင်မုံလေးထည့်ပါမယ်ရှင်ကဲပင်ဒါလေးကိုပေါ့နော်အငပိလေးနဲ့ထည့်ပြီးတော့တမတော့တခြားလေးနဲ့ပြီးထားပါမယ်ရှင်နယ်ပြီးသွားရင်တော့မမေကစီလေးနဲ့ငယ်ထည့်ပေးမှာပေါ့နော်ကဲပြီးတော့ဒါကိုမီးပေါ်တင်ပြီးတော့ဒီအနှစ်လေးတွေကိုလုံထားလိုက်ပါမယ်ရှင်ရိုက်ပါပြီဒီအနှစ်လေးတွေခြောက်သွားတဲ့ဒီလုံးပေါ့နော်အိုးမကအောင်လို့ခဏခဏပွေပေးပါနော်အနှစ်လေးချက်သွားပြီဆိုလို့ရှိရင်မမေကဒါရုပ်စုပ်ချင်းလေးအနေငယ်ထည့်ပေးလိုက်ပါတယ်ရှင်ပြီးရင်တော့ဒီရေလေးကိုခန့်အောင်တက်ထားမယ်ပေါ့နော်ရုပ်စုပ်ချင်းခံသွားပြီဆိုလို့ရှိရင်မြစ်ချင်နူးအောင်လို့ပေါ့နော်ဒီအိုးပေါ့နော်မြစ်ချင်နေမြုပ်သွားတဲ့အထိရေထည့်ပြီးတော့တက်ပေးထားလိုက်ပါတယ်ရှင်ညစ်စင်လေးနူးပြီးဆိုရင်တော့မမေကခုနတုံးထားတဲ့ငါးလေးထည့်မှာပေါ့နော်ငါးကလေအစောကြီးထည့်လိုက်လို့ရှိရင်သူကပျော့ပြီးတော့ကြေသွားတတ်တယ်ပေါ့နော်ဒါကြောင့်မမေကညစ်စင်လေးနူးတဲ့အချိန်မှာငါးထည့်ဖို့အကြံပြုပါတယ်ရှင်ဒါတော့ရတာထည့်ရပါပေါ့နော်စားလေးထည့်ပါမယ်ရှင်ဟင်းခမုံလေးနဲ့ငယ်ထည့်ပါမယ်ပြီးတော့စက်သားမုတ်လေးနဲ့ငယ်ထည့်တယ်ပေါ့နော်နောက်ပြီးတော့မမေကငံပြားရည်လေးထည့်ပေါက်ပေးပါရရှင်ပြီးတော့အရသာလေးနှံ့သွားတခြားလေးမှွေပေးမယ်နော်ကဲပြီးတော့အရေလေးနည်းနည်းကျသွားအောင်ဖုံလေးပုတ်ပေးပြီးတော့တက်ထားပြလိုက်ပါမယ်အရေကျသွားပြီပေါ့နော်နောက်ဆုံးမှာတော့မမေကရှက်နက်နန်နဲ့ပင်စိန်လေးအနေငယ်ကိုခတ်ပေးလိုက်ပါတယ်ကဲဒါဆိုလို့ရှိရင်အရန်မွေးပြီးတော့စားလို့ကောင်းတဲ့ဟင်းလေးတစ်ခွက်ရပြီပေါ့နော်ကဲဒါဆိုရင်တော့စားလို့အဆင်သင့်ဖြစ်သွားပါပြီเนาะချက်နီးလေးကလွယ်ကူတော့မလို့လိုက်ပြီးတော့ချက်စားကြည့်ကြပါရှင်မမေရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုမမေကကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းမမေကဘာဟင်းနေချက်ပြအောင်မလဲဆိုတာကိုဆက်လက်ပြီးတော့စောင့်ကြည့်ပေးကြပါဦးရှင်အားလုံးပဲနှုတ်ဆက်ပါရရှင်